ဒီလို software တွေကိုနှစ်ခုသုံးခုကွာပြီးသုံးလို့ရအောင်ဘယ်လိုလုပ်မလဲဖုန်းစနစ်နဲ့ကိုသွားမယ်အကောင့်နှစ်ခုသုံးခုကိုပြန်ပြီးသုံးလို့ရမှာဖြစ်ပါတယ်ဒီနေရာမှာ APP အထက်ဝင်မယ်နော်အများပေါ့ဒီရောက်တစ်ချက်ဆက်ဝင်ဒီနေရာလေးမှာဖွင့်ပေးလိုက်အောင်နဲ့ကိုကွာခြင်းတဲ့ APP ကိုနှစ်ခုကွာလို့ရပါတယ်ခင်ဗျာနှစ်ခုသုံးလို့ရပါတယ်နော်နောက်တစ်ချက်ပြန်ထွက်ကြည့်အောင်ဒီနေရာမှာရောက်နေပါပြီဒီကတော့မူရင်း app ဖြစ်ပါရဲ့နော်ဒီမှာဆိုရင် app နှစ်ခုပွားသွားပြီအကောင့်နှစ်ခုကိုပြန်သုံးလို့ရပါတယ်ခင်ဗျာတချို့ဖုန်းတွေမှာဒီလိုမျိုးပြနေတတ်ပါရဲ့နော်စတင်ထဲကိုသွားမယ်ခုန APP များတဲ့ကိုပဲကျွန်တော်သွားမယ်နော်ဒီနေရာကိုနှိပ်မယ်ပြီးရင်တော့ဒီမှာ Apps ဒီနေရာ Twitch. လေးကိုနှိပ်ရမှာခင်ဗျာဒီနေရာလေးမှာဖွင့်ပြလိုက်ရင်ရပါပြီနော်အဲ့လိုစတင်ထဲမှာရှာမတွေ့ဘူးဆိုရင်လေ Play Store. စစ်တူထဲမှာနှစ်ခုခွဲပြီးတဲ့ software ကို download အောင်မယ်ခင်ဗျာ Dual Apps. ဒါမျိုးလေးရိုက်ရှာပြီးတော့ဒီ software လေးကို download ပါခင်ဗျာပြီးရင် software တွေကိုဝင်မယ်ဒီအပေါင်းလက္ခဏာလေးကိုနှိပ်မယ်ပေါ့နော်ကိုကွာခြင်းတဲ့ app ကိုနှိပ်ပြီးတော့ Clone. ဒီနေရာလေးကိုနှိပ်ပြီးလိုက်ရုံပါပဲဒီထဲမှာ log in ဝင်ပြီးတော့သုံးလို့ရပါပြီခင်ဗျာ